စုံးပညာနဲ့မော်ပညာဆိုတာတကယ်ရှိရလားနှစ်ပေါင်းထောင်နဲ့ချီကြာလူသားတွေဟာမန်နရီနဲ့ယောဂါတွေကုနိုင်တဲ့အနာဂတ်ကိုကြိုမြင်နိုင်တဲ့တဘာဝကိုထိချုံနိုင်တဲ့ဆိုတဲ့လျှို့ဝှက်စွမ်းအားတွေကိုယုံကြည်ခဲ့ကြတာပါဒါပေမဲ့မိကွန်းထုတ်စရာကဒီအရာတွေကတကယ်ပဲရှိခဲ့ရလားဒါမှမဟုတ်လူသားတွေရဲ့ကြောက်ရွံ့မှုယုံကြည်မှုနဲ့အခြားမဖြေရှင်းနိုင်သေးတဲ့ဖြစ်ရပ်တွေကနေပေါ်ပေါက်လာတဲ့အယူအဆတွေပဲလားဆိုတာကိုဒီနေ့မှာတမိုင်းအချက်လက်တွေနဲ့သိပ္ပံအချက်လက်တွေကိုအခြေခံထားပြီးစုံးပညာနဲ့မော်ပညာရဲ့အမှန်တရားတွေကိုအတူတူရှာဖွေကြည့်ကြရအောင်ပါစုံးဆိုတဲ့ယုံကြည်မှုဟာအခုခေတ်ကစတာမဟုတ်ပါဘူးရှေးခေတ်မက်ဆိုပိုတေးမီးယားနိုင်ငံမှာတောင်မော်ပညာနဲ့နဆိုးအယူအဆတွေကိုရေးသားထားတဲ့မှတ်တမ်းတွေကိုတွေ့ရှိထားပါတယ်ဗီဒီရှာပြလိုက်ထဲမှာထိမ့်သိမ်းထားတဲ့ရှေးရောက်မက်ဆိုပိုတေးမီးယားစာရေးမှတ်တမ်းတွေထဲမှာ BC 1000ခန့်ကတည်းကမော်ဆန်နဲ့ကုသနည်းတွေကာကွယ်ရေးအဆောင်အကြောင်းတွေကိုရေးသားထားတာကိုတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကလူတွေဟာဒီအရာတွေကိုမော်လို့ယုံကြည်ခဲ့ကြပေမဲ့ယနေ့သိပ္ပံအရာတော့အတီးပြုတ်နိုင်တဲ့သဘာဝလွန်စွမ်းအားအဖြစ်မတွေ့ရပါဘူးဥရောပမှာစိုးယုံကြည်မှုအလွန်ပြင်းထန်လာတဲ့အချိန်က15ရာစုကနေ18ရာစုအတွင်းမှာတော်တော်ဆိုးဆိုးဝါးဝါကိုယုံကြည်ခဲ့ကြတာပါ1489ခုနှစ်မှာဂျာမန်ဘာသာရေးပညာရှင်ဟိုင်းရီခရီမာကမယ်လီယက်မယ်လီဖီကာရန်ဆိုတဲ့စာအုပ်တို့ကိုထုတ်ဝေခဲ့ပါတယ်အဲ့စာအုပ်မှာစုံးတွေကိုဘယ်လိုရှာရမလဲစုံးတွေကိုဘယ်လိုစစ်ဆေးရမလဲဆိုတာကိုထည့်သွင်းရေးသားထားတာပါဒါပေမဲ့ယနေ့သမိုင်းပညာရှင်တွေကတော့အဲ့စာအုပ်ကအဲ့ဒီခေတ်ကစုံယုံကြည်မှုကိုပုံမပြင်းထန်စေခဲ့တဲ့စာအုပ်တို့အုပ်လို့သုံးသပ်ကြပါတယ်အဲ့ဒီရဲ့နောက်ဆက်တွဲအနေနဲ့1692ခုနှစ်အမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်ဆေးလန်မှာဖြစ်ခဲ့တဲ့ဆေးလန်ဝစ်ထရိုင်ရယ်ဆိုတဲ့ဆွဆွဲချက်နဲ့လူပေါင်း20ကိုတေတံပေးခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအဲ့ဆွဆွဲချက်အများစုဟာမှားယွင်းခဲ့ကြောင်းသမိုင်းပညာရှင်တွေကသုံးသပ်ခဲ့ပါတယ်19ရာစုနောက်ပိုင်းမှာလူတွေကတဘာဝလွန်စွမ်းအားတွေကိုသိပ္ပံနည်းကျစမ်းသပ်ဖို့စ조사လာကြပါတယ်ဥပမာ1882ခုနှစ်လန်ဒန်မြို့မှာ Society for Psychical Research SPR ဆိုတဲ့အဖွဲ့အစည်းကိုတည်ထောင်ခဲ့ပါတယ်ဒီအဖွဲ့ကတရေစိတ်ဆွမ်းအားနဲ့အကြားမြင်တို့အရာတွေကိုလေ့လာခဲ့ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာလေ့လာပြီးတဲ့နောက်ပိုင်းမှာတဘာဝလိုစွမ်းအားတွေဆိုတာသိပ္ပံအတိုင်းဝိုင်းကလက်ခံနိုင်လောက်တဲ့အထောက်အထားတွေမရရှိခဲ့ပါဘူးလူတွေအများနဲ့စိတ်ဝင်စားခဲ့တာတစ်ခုကတော့အနာဂတ်ကိုကြိုတင်မြင်နိုင်ခြင်းမှာ1930ခုနှစ်တွင်မှာအမေရိကန်နိုင်ငံDuke University မှာစိတ်ပညာရှင် JB Ryan က ESP လို့ခေါ်တဲ့ Extrasensory Perception ဆိုတဲ့စိတ်ခံစားမှုလင်စွမ်းအားတွေကိုစသက်ခဲ့ပါတယ်။သူရဲ့စသက်မှုတွေကစိတ်ပညာသမိုင်းမှာနာမည်အရန်ကြီးခဲ့ပေမဲ့နောက်ပိုင်းသုတေသနပညာရှင်တွေကစသက်နည်းနဲ့ရလဒ်တွေဝေဖန်ခဲ့ကြပါတယ်။ယနေ့အချိန်ထိအနာဂတ်ကိုကြိုမြင်နိုင်တဲ့ဆိုတဲ့စွမ်းအားကိုသိပ္ပံနည်းကျအတည်ပြုထားခြင်းမရှိသေးပါဘူး။စိတ်ပညာရှင်တွေကလူအုံနောက်ဟာပုံစံတွေဆက်ဆက်မှုတွေကိုရှာဖွေဖို့တဘာဝအရာလှုပ်ဆောင်တတ်တယ်လို့ရှင်းပြကြပါတယ်1980ခုနှစ်မှာစိတ်ပညာရှင်ဒေးဗစ်ရိုဆန်ဟန်ရဲ့လေ့လာမှုတွေကလူတွေရဲ့အမြင်နဲ့ယုံကြည်မှုဟာအခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်ကြောင်းပြသခဲ့ပါတယ်တခါတလေလူတွေဟာဖြစ်ရနှစ်ခုတိုက်ဆိုင်ုံနဲ့အကြောင်းရင်းတစ်ခုရှိရလို့ယုံကြည်တတ်ကြပါတယ်ဒါဆိုရင်စုံးပညာနဲ့မော်ပညာကတကယ်ရှိရလားဆိုရင်တမိုင်းအထောက်ထားတွေအရာတော့လူသားတွေဟာနှစ်ထောင်ပေါင်းများစွာယုံကြည်လာခဲ့ကြတာပါဒါပေမဲ့သိပ္ပံပညာအရာတော့လူသားတွေကတဘာဝနိယာမကိုချိုးဖောက်နိုင်တဲ့မော်စွမ်းရှိရဲဆိုတဲ့အထောက်ထားတော့လုံးဝမရှိသေးပါဘူးတကယ်တော့လူသားတွေရဲ့အကြီးမားဆုံးသောမော်ဆိုတာမတည်သေးတဲ့အရာတွေကိုမေးခွန်းထုတ်ပြီးအမှန်တရားကိုရှာဖွေနိုင်တဲ့ဉာဏ်ရည်လိုပဲဖြစ်နိုင်ပါတယ်အခုကြည့်နေရခင်ဗျားတို့ရောကမ္ဘာပေါ်မှာမော်ပညာစုံးပညာဆိုတာရှိခဲ့ရလားဒါမှမဟုတ်ခင်ဗျားတို့ကိုယ်တိုင်ရောကြုံဘူးလားဆိုတာကိုcomment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်